စုံမြို့နယ်နဲ့ရွာပေါင်း84ရွာရှိတဲ့ဘလူးကျွန်းဟာလက်မှုလုပ်ငန်းတွေထွန်းကားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်အခုနောက်ပိုင်းမှာပြည်တွင်းခရီးသွားတွေနဲ့နိုင်ငံခြားသားခရီးသွားတွေဟာမွန်ပြည်နယ်ကဘလူးကျွန်းကိုလာရောက်လေ့လာမှုတွေပိုများလာနေပါတယ်။ဒီမှာတော့ဧည့်သည်တွေကတော့နေတိုင်းလို့လုပ်တာပေါ့။အမှအပြင်ကမြန်မာနိုင်ငံပြည်တွင်းကဧည့်သည်ရှိတယ်ဖော်ရနာတွေရှိတာပေါ့။ကျွန်တော်တို့ကတော့ဧည့်သည်ဆိုတော့စင်ပြအောင်လုပ်လိုက်ပို့ပေးတော့သူဒီကျွန်တော်တို့ကဒီမှာဒီကျွန်းမှာဆိုလို့ရှိရင်ဒီကွယ်ကိုက်ပေါ့နော်ကျွန်တော်တို့ကဒီကွယ်ကိုက်တွေပေါ့ဆိုတော့တနေ့ပုံမှန်အဖြစ်ဒီနိုဝင်ဘာလတိုင်းစပြီးဒီ February March April တိ at least 30ကျော်လောက်ရှိမိုးရင်းဒီလတိုင်းစပါခရီးသွားဧည့်သည်တွေကဘလူးကျွရှိချောင်းစုံမြို့နယ်တွေကရွာ84ရွာအနက်လက်မှုလုပ်ငန်းတွေရှိတဲ့နှင်းမုတ်ရွာမုတ်တွန်းရွာနဲ့ရွာလွတ်ရွာတွေကိုအဓိကထားလေ့လာတယ်လို့ကိုပိုပိုက AR ကိုရှင်းပြပါတယ်အဓိကတော့တချို့ကြတော့ဒီရွာရဲ့လူတင်မှုအဆင့်တန်းတွေကကြီးတာရှိတယ်လူနေမှုစရိုက်တွေပေါ့ကြည်မယ်တော့ဟိုစားတော့အဲ့ဒီလက်မှုလုပ်ငန်းပန်းများလည်းပါကြည့်မှာပေါ့ဥမာဆေးတဲ့နေဒုက္ခတွေတည်ခွင်းနေတက်တာဘောပန်ရှိမယ်ကြောက်တယ်မို့ပေါ့အဲ့ဒါလေးကြည့်မှာပေါ့အဲ့ဒီကျွန်တော်တို့နှင်းမုတ်မှာခမောက်လုပ်တယ်ကလောနဲ့မို့ခမောက်လုပ်တယ်ရွက်လုံးမှာကြတော့ဆေးတန်ရှိမယ်တည်ခွင်းရှိမယ်ဒုက္ခရှိမယ်တက်တာဘောပဲရှိမယ်မမှုတူမှာဆိုရင်ကြောက်တယ်မို့ရှိမှာပေါ့ကြောက်တယ်မို့ကြောက်တာအင်ဂျီ600လောက်ရှိတဲ့နှင်းမုတ်ရွာကရွာသူရွာသားတွေဟာဝါကမောက်ကိုအဓိကလုပ်ကင်ကြပြီးလူတယောက်တစ်နေ့လုပ်ရင်ဝါကမောက်10လုံးလောက်ပြီးအောင်လုပ်နိုင်တယ်လို့သိရပါတယ်။ဝါကမောက်လုပ်လာတာနှစ်ပေါင်း40ကျော်ပြီးဖြစ်တဲ့ဒေါ်တန်းကဝါကမောက်လုပ်တာနဲ့ပတ်သက်ပြီး AR ကိုအခုလိုရှင်းပြခဲ့ပါတယ်။ဖက်ကတော့ဝယ်ယူရတယ်။ဖက်ကတော့ဝယ်ရတယ်။ဝယ်လို့ရှိရင်သူများတွေလာရောင်းတော့ဖောက်တယ်ပြန်ယူရတယ်ပေါ့သူများမှာ။တစ်စီကပြန်ယူတယ်။ယူလို့ရှိရင်အဲ့ဒါဝယ်ပြီးတော့ရင်ရောင်းမယ်။ပုတ်ပြီးတယ်ပုတ်တယ်ရောင်းတာပေါ့။ပြီးတာပေါ့ဒါပဲပေါ့။အဲ့ဒီအဲ့ဒါတွေပြီးမှကိုယ်တက်ပြီးတော့မှဘယ်တော့မှပတ်စံရ။ကိုရတမဟာတယ်မျိုးဒါကိုဝါကိုဆွဲစိတ်ပြီးတော့ဝါဘိုးကိုစိတ်လိုက်တယ်။စိတ်လို့ရှိရင်ဒီဦးလေးကိုထုတ်လိုက်တယ်။နော်။ဦးလေးထုတ်လို့ဆိုသူပြန်ဖွေလိုက်ရပေါ့။ခွေပြီးလို့ရှိရင်ပြုတ်လိုက်တယ်ပြုတ်ပြီးနေလှမ်းတယ်6မှခွဲဒီလိုမျိုးလောက်ရတယ်လေစီကံလည်းစားလို့မနဲ့လောက်စီကံမရှိနေမရအောင်ဒါကောက်ဆိုင်လေသမားတော့လေဒါတွေကောက်ဆိုင်တယ်ဒါတွေကအလှစားတယ်ဒါမင်းကြီးတွေအလှစားဒါတွေစစ်ကြတော့ပေါ်လက်တော့တယ်ဒါမင်းကြီးတွေအလှစားအင်ဂျီ1000ကျော်လောက်ရှိတဲ့ရွာလူရွာကတော့စေးတံလုပ်ငန်းဒုက္ခလုပ်ငန်းတရေခွင်းလုပ်ငန်းစတဲ့လက်မှုလုပ်ငန်းတွေထွန်းကားတဲ့ရွာကြီးတွေဖြစ်ပါတယ်ပစ္စည်းတွေကိုစီးဖို့ထုတ်ပိုးရမှာချီနှောင်ဖို့အတွက်အခုအချိန်ထိလူတိုင်းအသုံးပြုနေကြတဲ့တရေပင်လေးတွေကတော့ဒီရွာလူရွာကနေအဓိကထွက်ရှိနေတာဖြစ်ပါတယ်ရေပါတော့ကြောင့်အမိုးနီးယားနဲ့ထည့်လာတယ်။အမိုးနီးယားထည့်ပြီးတော့ရေကနေပြီးတော့အစီးကနေရေကိုထည့်ထုတ်လိုက်တယ်။ထည့်ထုတ်ပြီးတော့အပူပေးတာပေါ့။ဥဒိန်60ပြောင်းပေးတယ်။သူကဘာကြောင့်ပူပေးလဲဆိုတော့ဒီရောဘာကခဲသွားမှပူမပေးဘူးဆိုချက်လာတော့။ရောဘာကဥဒိန်60ပြောင်းပေးတယ်။အဲ့ထဲမှာဗာထည့်လဲဆို zinc oxide ထည့် sulfur powder ထည့်တယ်။ sodium arsenate ဘတ်ပါပေါ့။အဲ့ဒါထည့်ပြီးတော့မွေလိုက်ပြီးရင်တမခဲတော့ဘူးတော့ပါအမှလိုအပ်တဲ့ကာလာကိုစိမ်းအနီအဝါကာလာပြန်ထည့်ပြီးတော့ဒီသက်သားမှုကိုအဲ့ဒီတန်ထဲမှာနှစ်တယ်နှစ်ပြီးရင်အချောက်လှမ်းတယ်3ချိန်လုပ်တယ်ဘာကြောင့်3ချိန်လုပ်လဲဆိုသူက4ချိန်လည်းလုပ်လို့ရ5ချိန်လည်းလုပ်လို့ရထူအောင်ပေါ့ကိုလိုချင်တဲ့ထူပါရပြီဆိုရင်အဲ့ဒါကိုဒီစွတ်ပြီးတော့မိုးတွေကဒီသက်သားမိုးတွေကနေပြီးတော့ဒီဘာဆွဲချွတ်လာတယ်ဆွဲချွတ်ပြီးအချောက်လန်းနဲ့တရက်လောက်6လမ်းပြီးမှဖြတ်တယ်ဖြတ်လာတဲ့ဥစ္စာကတ်နေတာပေါ့ဒီကကတ်တဲ့ကကြတော့ဟိုလိုရေနွေးနဲ့ပြန်ပြုတ်လာတယ်ပြုတ်တဲ့ကကြဝင်နေပြောလှလည်းလှပါ
နောက်တော့အဲ့ဒီကွင်းနဲ့ဖြုတ်သွားပြီးဖြတ်လာတဲ့ဥစ္စာတွေအားလုံး okay ဖြုတ်သွားပြီးဆိုရင်အပေါင်းနဲ့အပြတ်နဲ့ရေးအပြတ်ကြတော့အပြတ်စီပေါ့ကျွန်တော်တို့အချုံမုတ်တို့နေရုပ်တိမုတ်တို့ထုတ်တယ်အပေါင်းကြတော့သူကအဲ့နှစ်တင်းအဲ့နဲ့ထည့်ပြီးတော့အဲ့ဒီနဲ့ထည့်ပြီးတော့ရန်ကုန်လို့မော်လမြိုင်လို့ပို့ပါမြန်မာနိုင်ငံမှာသာမကပဲကမ္ဘာမှာပါကြော်ကြားခဲ့တာကတော့မိအီရွာလွတ်ဆိုတဲ့စာတန်းရိပ်နှိပ်ထားတဲ့ရွာလွတ်စေးတံလေးတွေပါစေးတံတွေကိုကျုံသာကြီးပေါက်နဲ့ပြုလုပ်တာဖြစ်ပြီးတစ်သက်လုံးစာအတွက်အသုံးပြုလို့ရပါတယ်ပို့တော့ကောင်းတယ်ပေါ့အကျန်းဆိုရင်ဒီရင်ကသားတွေပါဆိုတော့မကောင်းဘူးခုကကွဲပါဒါကွဲရမရှိဘူးအကြာကြီးတော့မပြောက်မချင်းဆိုသုံးလို့ရတယ်တစ်သက်လုံးသုံးလို့ရတယ်ရွာလို့ရွာထဲမှာငါးသုံးလုံးအမှတ်တစိမ့်နဲ့တစ်သားလက်မှုလုပ်ငန်းမှာတော့စေးတံဒုတ်ကောက်ပို့လုံးစင်စွယ်တွေကိုဒီဇိုင်းစုံထုတ်လုပ်ထားပါတယ်ဒီမှာကတောင်မွေးလုပ်ငန်းဒုက္ခလုပ်ငန်းဒီဇိုင်းစုံပြီးတော့ခြေတံလုပ်ငန်းဒီဇိုင်းစုံပို့လုံးလုပ်ငန်းပို့လုံးလုပ်ငန်းဒီဇိုင်းစုံအဲ့ဒါစင်စွယ်လည်းလုပ်တယ်အဲ့လိုဒီကောင် hard work လို့ခေါ်ကြတယ်model working state ပြီးတော့3 part 1 part 2 part 3 part အဲ့လိုတောင်းတဲ့ခါမှဒီလိုဆက်တယ်အဲ့လိုနိုင်ငံလေရင်တင်ရင်ဒီလိုပါကင်ဘုံနဲ့ထိုင်လို့အဲ့လိုဒီဇိုင်းဆုံးမလုပ်ဘူးအဲ့လိုငကားတွေဒါနဲ့ဒီဇိုင်းဆုံးမအဲ့လိုဟုတ်လို့တောင်းကြတော့စပိုင်းကြီးကိုရောင်း3 part 1 part 2 part 3 part အဲ့လိုတောင်းတဲ့ခါမှဒီလိုဆက်ဒီအကျက်ကကျွန်တော်တို့ဒီမှာပဲထုတ်လုပ်တယ်နိုင်ငံခြားမထုတ်ဘူးကိုတောင်းမို့တချောင်းဖြစ်ဖို့ကျွန်တော်ဒီမှာအားလုံးထုတ်အဲ့လိုဒီမှာဖြောက်ပေးတာဟာဒီမှာ3စိတ်ပြီးတော့ဒီမှာ3တဲ့ခါမှဒီလိုတချောင်းပဲအဲ့လိုဒီမှာ3စိတ်4 part ပေါ့နော်4 part ပြီးတော့ဒီလို3တဲ့ခါမှဒီလိုဆက်တယ်အဲ့လိုဖုန်းနဲ့နားလေးဒါလေးကျုပ်စားကြတယ်ဖတ်တော့ပုံကအဲ့လိုဖတ်မခင်ဘူးအဲ့လိုတနေ့ပါလှပတဲ့စေးတံအမျိုးမျိုးကိုတွေ့မြင်ရပြီးထူးထူးခြားခြားနဲ့ခေါင်းစင်လုံးပါတဲ့ဒတဂီရီစေးတံကိုလက်ရမြောက်စွာတွေ့မြင်ရပါတယ်လက်ရမြောက်လာတဲ့ခေါင်းစင်လုံးပါဒတဂီရီစေးတံပြုလုပ်ဖြစ်ခဲ့ပုံကိုဦးမန်းမြူဝင်းက AR ကိုခုလိုရှင်းပြခဲ့ပါတယ်စေးတံကဒီလိုရှိတယ်လေအရင်တော့ကျွန်တော်တရက်မြို့သွားတော့ဇိုင်းကြောင်ဆရာတော်ဆိုတာရှိတယ်သူပြောတယ်ဘယ်ကလဲတဲ့ကျွန်တော်ကဘလူးကျွန်းကပါလို့ဘလူးကျွန်းကလူဆိုတော့ဘလူးစေးတံတောက်ချင်တယ်ဆိုတော့ဘလူးစေးတံလောက်သွားပြီးခေါင်းတစ်လုံးနဲ့ပေါ့နော်ဒီဒသဂီတိကြတော့ကိုစိတ်ကူးနဲ့ကိုနဲ့ရုပ်ရှင်ထဲမှာခွေထဲမှာကျွန်တော်တို့ဒီဗာလဲလွမ်းမိုးချူတာလေရှင်ဒီဒသဘုမဆိုအဲ့ဒီအခွေထဲကရုပ်ပုံပေါ့အဲ့ဒါကြည့်ပြီးတော့ဘလူးကောင်းကိုကြည့်ပြီးကိုစိတ်ကူးနဲ့ကို idea နဲ့ကိုထုတ်တာပေါ့အဲ့ဒါသူအဲ့ဒါစမ်းကြည့်တယ်တလုံးပထမတလုံးတိတ်ပုံစံမကျသေးဘူးဒါတော့မှကျွန်တော်တို့UK နိုင်ငံကအဝယ်သွားတယ်တလုံးဒုတိယအကြိမ်ဒီထက်နည်းနည်းပူပြီးတော့အစ်စ်မြင့်လာတာပေါ့နော်ထိုင်းနိုင်ငံကလာပါတယ်အမှတလုံး3သိန်းနဲ့ကျွန်တော်ရောင်းတယ်အခုတလုံးအခုမှ3လုံးပဲရောင်းလို့ပြီးတာဒီလှုပ်လို့ပြီးတာဒီမီယိုဗလာဘိုးဘွားအစဉ်ဆက်လုတ်ကင်ခဲ့တဲ့ဒီလုပ်ငန်းဟာအခုအချိန်မှာတော့ခရီးသွားဧည့်သည်တွေကိုအဓိကထားမိခိုနေရတာဖြစ်ပါတယ်အခုအသက်65ရှိနေပြီ25နှစ်ကတည်းကစလုပ်အဖိုးပြီးတော့အဖေနော်အဖေပြီးတော့ကျွန်တော်တို့ပေါ့ဒီအရင်ခေတ်တုန်းကဆိုရင်ဂျန်နယ်မှာပေါ့နော်စေးတံအစရွာလုတ်က
车站啊在乌鸟个，主要是车站边上个在地团大的不孬。ကျွန်တော်လက်ထက်မှာကြတော့ဒါတွေဒီဒုက္ခတွေပါလို့ပေါ့။အခုကြတော့လုပ်ငန်းကတော့ဟိုဒီပါကလည်းလာပါတယ်သူတို့သိသွားတာပေါ့နော်။ကျွန်တော်ဒီကိုလုပ်တဲ့လုပ်ငန်းကိုဟိုအရင်တုန်းကဆိုရင်ပိတ်ဆို့မှုတွေရှိတယ်ဆိုတော့ဘယ်မှသွားလာခွင့်မရှိဘူး။အခုပြည်တွင်းလောက်ပဲရအောင်အခုကြတော့ကျွန်တော်တို့အခုလက်ရှိပုံနေတာဆော်ဒီအာရေဗျအိန္ဒိယချိုင်းနာထိုင်ဝမ်ထိုင်းလန်အဲဒီငါးနိုင်ငံကပို့အခုဒီပါကလည်း foreigner တွေကလည်းလာနေစဉ်လိုပဲသူတို့လာနေကြတယ်ဈေးကွက်တောင်ရနေမှာပေါ့အခုတချို့နိုင်ငံသားတွေသူတို့လာမယ်ဆိုရင်သူတို့မဝယ်ဘူးနော်သူတို့ပြောတယ်အားလှတယ်ကောင်းတယ်တဲ့သူဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်တော့သူမဝယ်ဘူးဆိုရင်တော့သူ့ပြောတာပေါ့နော်ကျွန်တော်တို့ပစ္စည်းကိုဟိုအင်တာနက်တွေကိုတင်ပေးပါဆိုတော့ကျွန်တော်ကလည်းစလောင်းမှာကြည့်ဘူးတာကိုဒီမဖို့ပြူမတိုးတက်သေးတဲ့နိုင်ငံတွေဟိုကြေးရွာတွေမှာနော်သူတို့ရိုက်ပြီးတော့အဲ့ဒါလွှင့်နေတာကျွန်တော်တုတ်တယ်ကျွန်တော်တို့ပစ္စည်းလည်းလွှင့်ပေးဘူးအဲ့လိုပြောလွှင့်ပေးမယ်ပါမယ်အဲ့လိုကောင်းပါတယ်သူတို့နိုင်ငံသားတွေလေဘလူးကျူရှိမှုတော်ရွာနှီးမုတ်ရွာနဲ့ရွာလို့ရွာတွေကလက်ရမြောက်တဲ့လက်မှုလုပ်ငန်းတွေကိုလာရောက်ကြည့်ရှုလေ့လာတဲ့ခရီးသားဧည့်သည်တွေကြောင့်ဘလူးကျွန်းမှာနေထိုင်ကြတဲ့လူဒန်းစားအားလုံးရဲ့စီးပွားရေးတွေပုံမအဆင်ပြေလာတယ်လို့ကိုပူပူကအေယာရီကိုရှင်းပြပါတယ်။ဒီနိုင်ငံသားဧည့်သည်တွေပို့လာမယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့လက်လုပ်လက်စားတွေအားလုံးအဆင်ပြေပါပေါ့။လူဒန်းစားအားလုံးပေါ့။ဟိုမှာဆိုင်ကယ်သမားသုံးဘိန်းသမားကားသမားဟိုဒါပေါ့လုပ်ငန်းလုပ်တဲ့လူတွေပေါ့ပဲတောင်သမားအားလုံးစပြီလက်မှုလုပ်ငန်းတွေရှိတဲ့ဘလူးကျွန်းကရွာတွေကိုတွားရောက်လက်ပတ်ဖို့အတွက်မော်လမြိုင်မြို့ကနေကဒိုစီတွားရပါတယ်။တင်မောကဒိုကတရက်ကို3ခေါက်တည်းပြီးဆွဲတဲ့အတွက်ခရီးသည်တွေကဆက်လီကဒိုကိုပိုစီးများကြပါတယ်။မော်လမြိုင်ဘက်ကမှုပွန်ကြောင်မီးသွေးစိတ်ကနေဘလူးကျွန်းနတ်မော်စိတ်ကန်ကိုအချိန်တနိုင်လောက်ဆက်လီကဒိုစီးရပါတယ်။ဆက်လီကဒိုကတနိုင်တစည်းထွက်ပြီးဘလူးကျွန်းကနေမော်လမြိုင်ပြန်ဖို့ညနေ4 နာရီခွဲမှာနောက်ဆုံးသတ်မှတ်ထားတာကြောင့်ခရီးသားဧည့်သည်တွေအတွက်လက်မှုလုပ်ငန်းတွေနဲ့ရွာတွေရဲ့ရိုးရာပွဲတွေအားလုံးကိုအသေးစိတ်လေ့လာဖို့အတွက်အဆင်မပြေမှုတွေရှိနေပါတယ်။နိုင်ငံသားခရီးသွားတွေအနေနဲ့အဲ့ဒီရွာမှာညအိပ်ပြီးလက်မှုလုပ်ငန်းတွေရိုးရာပွဲတော်တွေဒလိထုံးတဲ့အစဉ်လာတွေကိုလေ့လာခြင်းပေမဲ့လည်းချောင်းစုံမြို့ပေါ်မှာဟိုတယ်တွေမရှိတာရဲ့နိုင်ငံသားတွေကိုလူနေအိမ်တွေမှာနေထိုင်ခွင့်မပေးတဲ့အတွက်ကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်ရပါတယ်။ foreigner တွေကဒီမှာ exchange သဘောလေးရှိတယ်။တော့ညမှကျရင်ဒီမှာ festival တွေများတယ်လေဖျားပွဲတွေဒလိတွေကများတော့သူက unsatisfied ဖြစ်တယ်ပေါ့။သူကတိတ်ကိုစိတ်မကျဉ်းအောင်ဖြစ်တယ်။ညနေပိုင်းညပိုင်းနောက်မှာပွဲလာနေပြီးတော့မြင်လိုက်အောင်ခီးသွားတဲ့အချိန်မှာအဲ့ဒါတွေကဘာလဲလို့မြင်တဲ့အချိန်မှာအဲ့ဒါတွေကပွဲဒီညဖြစ်မဲ့ပွဲတွေဆိုအဲ့ဒါသူကပျော်နေတယ်တူရွာတန်းနဲ့သူ enjoy ဖြစ်နေတယ်ပြီးကြတဲ့ပတ်ဆိုလို့ရှိရင်ဒီဂျာမီဒီကောင်အဲ့ချိန်တော့ကျွန်တော်ကတပြောတယ်ပြောတော့လုံးဝခွင့်ပြုချက်မရအောင်အဲ့ဒါမျိုးကျွန်တော်တို့အိမ်သားတွေဒီဖျားမာတွေတဲလို့ပေါ့ရရတော့ဒါပေမဲ့ခွင့်ပြုချက်မရှိတခြားနိုင်ငံမှာဆိုလို့ရှိရင်ဒီနော်မြန်မာမဆိုတဲလို့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့မှအဲ့လိုမရှိတဲ့ဒါခက်ခဲမှုတွေဖြစ်နေတယ်အဲ့ဒါကြောင့်ဘလူးကျွန်းကရွာသူရွာသားတွေကတော့ခရီးသွားဧည့်သည်တွေအတွက်ဒီထက်ပုံမကောင်းမွန်တဲ့သွာလာရေးဆက်သွယ်ရေးနဲ့တဲခုမှုစနစ်ကိုမျှော်လင့်လျက်ရှိနေပါတယ်ရှင်။